ကိုအတန် powerful ဖြစ်တဲ့ဆိုရင်ဒီ exercise ကိုချက်ချင်းသွားပြီးကျင့်လိုက်ပါချိန်တိုအတွင်းမှာကိုရဲ့အတန် powerful ဖြစ်လာမယ်ဆိုတာ Harry အာမခံတယ်ဗီဒီယိုတစ်ခါလေး save ထားပါပြီးတော့တငယ်ချင်းတွေသိရအောင်လဲတွားပြီး share ထားပေးလိုက်ပြီးတော့အတန် powerful ဖြစ်ဖို့အတွက်ဆိုရင်ဘာကိုကျင့်ပေးရမလဲဆိုရင် V ကိုကျင့်ပေးပါ V လို့ပြောတဲ့အခါမှာ we မဟုတ်เนาะကျွန်တော်မြန်မာတွေအားလုံးများတော့အဖြစ်က we လို့ပြောတတ်ကြတယ်ဒါပေမဲ့အဲ့ဒါ we မဟုတ်ဘူးအပေါ်သွားကိုအောက်နှခမ်းနဲ့ကိုက်ထားမယ် V เนาะ V အဲ့တော့ပါးစပ်ကိုလုံးဝမဖွင့်ဘူးနှခမ်းကိုကိုက်ထားပြီးတော့မှကျွန်တော်ကျင့်ပေးရမှာဖြစ်တယ်ဘယ်လိုမျိုးလဲဆိုရင်ဒီ exercise ကျင့်တဲ့အခါမှာကိုယ့်ရဲ့ခေါင်းတစ်ခုလုံးတုံခါနေလိမ့်မယ်ပြီးတော့ကိုယ့်ရဲ့နားအတွင်းထိပါတုံခါနေအောင်ကျင့်ပေးပါဘယ်လိုခုန်ကြီးတယ်လို့ပဲညီးနေမယ်ဆိုရင်တော့ဒီ exercise ကမထိရောက်ဘူးเนาะမရဘူးတချင်းဆိုတဲ့အခါဒီ exercise နဲ့တွဲပြီးဆိုတဲ့အခါ powerful ဘယ်လိုမျိုးဖြစ်လာလဲဆိုရင် Hallelujah ကိုရဲ့အတန်ပောက်ကွဲတယ်လို့မျိုး powerful ဖြစ်လာမယ်ဆိုတာသိချတယ်အဲ့လိုဒီဗီဒီယိုကကိုအတွက်အကျိုးရှိတယ်ဆိုလို့ရှိရင် comment မှာ sing v လို့ရေးလာခဲ့ပေးပါအဆိုပိုင်းနဲ့ပတ်သက်ပြီးတော့မှဒီထက်ထပ်ပြီးအသေးစိတ်သိချင်တယ်အသေးစိတ်သင်ယူချင်တယ်ဆိုလို့ရှိရင်ဘာမှမသိတဲ့အခြေခံ knowledge လေးရှုလေးထုတ်စနစ် posture ကအစချင်းတဲ့ပုတ်ကိုဘယ်လိုမျိုးလှပအောင်ဆိုရမလဲဆိုတဲ့အဆင့်ထိကျွန်တော်တို့ကောင်းကောင်းဆိုတတ်ချင်တယ်ဆိုရင် Eric ကိုယ်တိုင်ကူညီပြီးဖွင့်ထားပေးတဲ့ Master Singer Online Class ဒီ class ထဲမှာလာဆောင်လို့ရတယ်သင်တန်းကြီးအပြည့်က4,500 ကျပ်ဖြစ်ပါတယ်ဒီဗီဒီယို screenshot လုပ်ပြီးတော့မှလာအပ်တဲ့နောက်ထပ်10ဦးအတွက် Christmas အထူးကြေး2,6,600 ကျပ်နဲ့ချက်ချင်းရရှိမှာဖြစ်ပါတယ်ဆိုပိုင်းမှာ Master တယောက်ဖြစ်ဖို့အတွက် Master Singer Class မှာတွေ့ကြမယ်